တော့သူမပါတဲ့ကိုယ့်ရဲ့အနာဂတ်မှာပျော်ရွှင်ရမလားဆိုတဲ့အကြောင်းပေါ့နော်ဖိတ်တစ်ပိုင်းကြည့်ပြီးမှဖြစ်ပါတယ်သူမပါတဲ့ကိုယ့်ရဲ့အနာဂတ်ကပျော်ရွှင်ရမလားပေါ့တုံးစံတိုင်းပဲပိုင်1ပိုင်2ပိုင်3ပေါ့ဗျာသူမပါတဲ့ကိုယ့်ရဲ့အနာဂတ်တွေကပျော်ရွှင်ရမှာလားပေါ့โอเคကြည့်ပေးပါမယ်ပိုင်1ကဲပိုင်1လေးတွေပထမဆုံးကြည့်ပေးပါမယ်ပိုင်1လေးတွေကသူမပါတဲ့ကိုယ့်ရဲ့အနာဂတ်ကပျော်ရွှင်ရမလားဆိုတော့ပျော်ရွှင်ရလိမ့်မယ်ဗျာသိလားနော်ကိုဖြစ်ချင်တယ်ကိုလုပ်ချင်တဲ့အရာတွေကိုအပြည့်အဝလုပ်လို့ရတော့မယ်ဆိုတဲ့ဘယ်လိုပြောရမလဲအခြေအနေမျိုးကိုရောက်ရှိသွားတာပေါ့နော်ပြီးတော့သူနဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ထဲမှာကလေဘာခံစားချက်မှမရှိတော့တာကြောင့်လေပါတယ်ဗျာသိလားနော်အဲ့တော့သူနဲ့ပတ်သက်ပြီးတော့လေကိုယ်စိတ်ထဲမှာကဘာမှမရှိတော့တဲ့အတွက်ကြောင့်မလို့သိကြပါတယ်ဒီသူမပါတဲ့ကိုယ့်ရဲ့အနာဂတ်ကပို့ပြီးတော့ပျော်စရာကောင်းလိမ့်မယ်เนาะသူနဲ့ပတ်သက်ပြီးတော့လေကိုယ်စိတ်ထဲမှာကဘာခံစားချက်မှမရှိတော့ဘူးသူအေးသွားပြီလေဖြစ်နေတော့လေပြီးတော့ဒီမှာသူနဲ့ပတ်သက်ပြီးတော့ကိုကဘာမှကိုမခံစားရတော့ဘူးပြီးတော့ကိုယ့်ရဲ့စိတ်ကလည်းတော်ပြီးသူမပါတဲ့ငါရဲ့အနာဂတ်မှာငါဘယ်လိုပြောရမလဲကိုဘဝနဲ့ကိုရှေ့ဆက်မယ်ဆိုတဲ့ပုံစံမျိုးလဲကိုကဆုံးဖြတ်ပြီးသားလည်းဖြစ်နေတယ်ဗျာသိလားပြီးတော့အလုပ်ထဲမှာလဲလေသူမပါတော့တဲ့အတွက်ကြောင့်မလို့ကကိုအခုလုပ်နေတဲ့အလုပ်ပညာရေးတော်၎င်းအလုပ်တော်၎င်းပေါ့နော်ပို့ပြီးတော့ကိုယုံကြည်မှုရှိနဲ့ပို့ပြီးလုပ်နိုင်လာလိမ့်မယ်သိလားအရင်တော့ကတော့ဗျာဘယ်ကိစ္စပဲလုပ်သူ့ကိုပဲပြောမယ်သူ့ကိုတိုင်ပင်နေသူ့ကိုပဲထိတ်ထားဆန်ပြီးသူ့ကိုပဲအရေးပေးခဲ့တဲ့ကိစ္စတွေကနေပြီးတော့ကင်းလွတ်သွားပြီလို့ပြောလို့ရတယ်ဗျာသိလား तू မပါတဲ့ကိုယ့်အနာဂတ်ကပို့ပြီးပြောဖို့ကောင်းတယ်ပြီးတော့ဒီမှာကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းသို့မဟုတ်ပေါ့နော်ဒါပေမဲ့ချစ်ရေးမှာလဲလေထပ်ပြီးအစ်စ်ပေါ်လာလိမ့်မယ်သိလားကိုနဲ့အရန်ကို close ဖြစ်တဲ့လူပို့ပြီးတော့ကိုနဲ့ chemistry မိတဲ့လူမျိုးပေါ့နော်ပို့ပြီးတော့ကိုနဲ့စကားပြောလို့လဲကောင်းတယ်နော်ညှိလို့နှိုင်းလို့ရတယ်အပေးယူမျှနဲ့အဲ့လိုလူမျိုးပေါ်လာလိမ့်မယ်ဗျာသိလားအလွန်ဆုံးနောက်10လလောက်ဆိုပေါ်လာလိမ့်မယ်အဲ့တော့ तू မပါတဲ့ကိုယ့်ရဲ့အနာဂတ်တွေကပို့ပြီးပျော်ဖို့ကောင်းလာပါလိမ့်မယ်ဗျာဒါကတော့ပိုင်1ပေါ့အခုကြည့်ပေးမှာကတော့ပိုင်2ပေါ့ဗျာပိုင်2လေးတွေက तू မပါတဲ့ကိုယ့်ရဲ့အနာဂတ်ကပို့ပြီးတော့ကောင်းသေးတယ်ပေါ့ဗျာဒီမှာပန်းခင်းလန်းပေါ့နော် तू မပါတဲ့ကိုယ့်ရဲ့အနာဂတ်တွေကပျော်ရွှင်စရာကောင်းပါလိမ့်မယ်ဗျာနော်အဆရမိတ်ဆွေတငယ်ချင်းနော်မိသားစုတွေနဲ့လည်းအချိန်ပိုပြီးပေးနာနိုင်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကပြန်ရရှိလာမယ်ပေါ့နော်နော်သူကြောင့်တချို့အရာတွေကမလုတ်ခဲ့တဲ့ကိစ္စတွေရှိတယ်ဗျာဒီလားအဲ့ဒါတွေက तू မရှိတော့ရင်तू နဲ့လမ်းခွဲပြီးတဲ့နောက်ပိုင်းပို့ပြီးတော့ကိုကပျော်စရာကောင်းလာလိမ့်မယ်ပြီးတော့နောက်တစ်ခုကကြတော့လေကို तू မရှိတော့လို့ရှိရင်ကလေကိုကပို့ပြီးတော့အလုပ်ထဲမှာစိတ်ဝင်စားမယ်အလုပ်တွေကိုပို့ပြီးအာယုံစိုက်နိုင်လိမ့်မယ်နော်ပညာရေးမှာပို့ပြီးအာယုံစိုက်နိုင်လိမ့်မယ်အဲ့လိုမျိုးဖြစ်လာလိမ့်မယ်ပြီးတော့အအရာမှာလေကိုကလေဘယ်လိုပြောရမလဲစိတ်တည်ငြိမ်အေးချမ်းနဲ့ကိုဒီ daily life မှာဖြတ်တန်းလာနိုင်လိမ့်မယ်လို့ပြောလို့ရတယ်ဗျာသိလားပြီးတော့နောက်တစ်ခုကကြတော့ဟုတ်တယ်ကိုယ့်ရဲ့ဖြစ်ချင်နေတဲ့စိတ်ကူးဆန္ဒတွေအားလုံးကိုဘယ်လိုပြောရမလဲစက်ကုံတက်ကုံလွှင့်ပြီးတော့နော်ရွက်ကုံလွှင့်ပြီးတော့ကိုဘယ်လိုပြောရမလဲပြန်တန်းနိုင်တော့မယ်နော်အလုပ်လုပ်နိုင်တော့မယ်ဆိုတဲ့အနေအထားမျိုးမှာရှိတယ်ပြီးတော့ဟုတ်တယ်ဗျာတိလားကိုကလေဒီပိုင်တူးလေးတွေကလေသူနဲ့လမ်းခွဲပြီးတဲ့နောက်မှာလေဘယ်သူကိုမှလေထပ်ပြီးတော့ relation အသစ်တစ်ခုကိုမထားကျင်တော့ဘဲနဲ့တယောက်တည်းအေးဆေးလေးနေကျင်တယ်ဆိုတော့စိတ်မျိုးတွေနဲ့လေတိလားအေးချမ်းနဲ့ကိုအလုပ်ကိုလုပ်မယ်စီးပွားရေးလုပ်မယ်ပညာရေးလုပ်မယ်ကိုဝါသနာပါတဲ့အရာလေးတွေနော်ကိုချစ်သူခင်သူမိတ်ဆွေတငယ်ချင်းတွေကိုပို့ပြီးတော့အချိန်ပေးမယ် quality time လေးတွေကိုပို့ပြီးတော့ပေးပြလိမ့်မယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကနောက် relation အသစ်ထားဖို့ကိုတော့တော်ယုံနဲ့တောင်စိတ်ကူးဖြစ်မှာမဟုတ်တော့ဘူးဗျာတိလားနော်အဲ့တော့ तू မရှိတော့လို့ရှိရင်တော့ပိုင်တူးလေးတွေကပို့ပြီးတော့ပျော်ရွှင်အေးချမ်းလာမယ်တည်ငြိမ်လာလိမ့်မယ်ပေါ့နော်ကဲဒါကတော့ပိုင်3ပေါ့ကဲပိုင်3လေးတွေလည်းလေပို့ပြီးတော့ဘယ်လိုပြောရမလဲတည်ငြိမ်လာလိမ့်မယ်လို့ပဲပြောလို့ရတယ်တိလားအရန်ကြီးပျော်တယ်လည်းမဟုတ်မပျော်ဘူးလည်းမဟုတ်ဗျာ तू မရှိလဲကို stable ဖြစ်အောင်နေနိုင်တယ်ဆိုတဲ့အခြေအနေမျိုးလေးရှိတယ်ဗျာတိလားပိုင်3လေးတွေကြတော့လေနော်ပြီးတော့ဟုတ်တယ်ပိုင်3လေးတွေကလေကိုရဲ့ပို့ပြီးတော့စိတ်ကူးရင်တက်လာလိမ့်မယ်ဗျာတိလားလက်တွေ့ကြသူနဲ့ဖြတ်တန်းကြီးတော့အဆင်မပြေတဲ့အတွက်ကြောင့်မလို့
နောက် relationship တို့ဘာလို့ဆိုတာကိုလေကိုကပို့ပြီးတော့လေစိတ်ကူးရင်နိုင်လာလိမ့်မယ်ကိုယ့်ရဲ့ဘယ်လိုပြောရမလဲ manifestation တွေပိုကောင်းလာလိမ့်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးမြင်ရတယ်ကျမ်းမာရေးတွေလည်းပို့ပြီးတော့ကောင်းလိမ့်မယ်ပြောမြဟိုတခါလေတယောက်ထဲတောင်တွေးပြီးတော့ဘယ်လိုပြောမလဲပြုံးစီစီဖြစ်နေတာမျိုးပေါ့နော်ကိုတွေးနဲ့ကိုကျေနပ်နေတာမျိုးပေါ့နော်အဲ့လိုမျိုးလေးရှိတယ်ပြီးတော့လေကိုယ်စိတ်ကိုပြန်ပြီးတော့လေ့လာသုံးသပ်လာနိုင်လိမ့်မယ်ဗျာဒီလားအရင်တော့ကသူ့ကြောင့်မလို့ကိုဘာဖြစ်လို့ဖြစ်နေမှန်းတော့မသိဖြစ်နေတဲ့အကြောင်းရင်းတွေရှိတယ်ဗျာသိလားသူနဲ့လမ်းခွဲပြီးတဲ့နောက်သူမရှိတော့တဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ကိုယ်စိတ်ကိုပြန်ပြီးတော့အကဲခတ်လာနိုင်မယ်ပို့ပြီးတော့စင်ကျင်လာနိုင်လိမ့်မယ်သုံးသပ်လာနိုင်လိမ့်မယ်ကိုဘာဖြစ်ချင်လဲဘာလုပ်ချင်လဲဆိုတာတွေကိုပါတိကျကျပေါ့နော်သိမြင်လာလိမ့်မယ်ဆိုတာမျိုးရှိတယ်ပြီးတော့ကိုယ့်ရဲ့ဘယ်လိုပြောရမလဲပင်ကိုအစွမ်းအစတွေကိုလေသိမြင်တဲ့လူတွေကဝမ်းမြောက်ဝမ်းသာနဲ့တောင်မှတယောက်တည်းပေါ့နော် single ဖြစ်နေတဲ့ live လေးကိုသူကပူကြည်နပ်နေတယ်ဆိုတာမျိုးလေးပေါ့နော်တချို့တွေရှိတယ်ဗျာသိလားဟိုကိုဘယ်လိုပြောရမလဲကိုကြီးစားမထားသေးချင်ဘူးဗျာသူတို့ကြတော့ကြီးစားထားမယ်အိမ်အောင်ပြုတ်မယ်ပေါ့အဲ့လိုပုံစံမျိုးလေးတွေပိုင်3လေးတွေကအဲ့လိုမျိုးရှိတယ်ဗျာသိလားသူ့ပတ်ဝန်းကျင်ကလူတွေကသူ့ကိုတယောက်တည်းရှိသေးခြင်းတယ်ဒါပေမဲ့သူ့ပတ်ဝန်းကျင်ကလူတွေကတော့ကိုစီချစ်သူတွေထားကြတယ်ပေါ့နော်အချိန်တန်လို့ရှိရင်သူ့ကိုလာပြီးတော့ရင်ဖွင့်မယ်တိုင်ပင်မယ်အဲ့လိုပုံစံမျိုးလေးတွေဗျာသိလားပိုင်3လေးတွေကလေနော်ပိုင်3လေးတွေကကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေကကိုယ့်ကိုပို့ပြီးတော့ဒီ re-single ဖြစ်တဲ့ပုံမှာပေါ့နော်ပို့ပြီးတော့သူတို့ဂျေနတ်အားရဝမ်းသာဖြစ်ကြလိမ့်မယ်ဟုတ်တယ်ဗျာသိလားပိုင်3လေးတွေကလေတော်ယုံနဲ့ပိုင်3လေးတွေလည်းကြီးစားထားဖြစ်မှာမဟုတ်ဘူးသိလားသူ့ကိုသဘောကျနေတဲ့လူတွေအားလုံးကိုလည်းသူကကျိုးရှည်နဲ့လှန်ထားတယ်ပဲပြောမလားပေါ့နော်ပြန်လည်းမကြိုက်ဘူးသူ့နာကထွက်သွားမှလည်းစိုးတယ်ဆိုတဲ့ပုံစံမျိုးလေးတော့ရှိလိမ့်မယ်ဗျာသိလားပိုင်3လေးတွေကဟိုအဲ့ဒါကြောင့်မလို့လဲ तू ကစိတ်ကူးရင်နေတာဗျာသိလားလက်တွေ့ကို तू ကဟိုကိုသဘောကျတဲ့လူရှိတာတော့မှ तू ကမရွေးချယ်ပဲနဲ့လေသူစိတ်ကူးရင်ကဘာထဲမှာပဲတဝဲလဲလဲနဲ့အနားမှာရှိတဲ့လူကိုကြိုက်တဲ့လူတွေကိုလည်းအဖြေလဲပြန်မပေးဘူးတစ်ဖက်လူမှာတော့ဟိုစိတ်ကတိကအောင်နဲ့ခံစားရမှာပေါ့ဗျာ तू ကတော့အဲ့ဒီဟာလေးကို तू ကကြည်နူးပီတိဖြစ်နေတာပေါ့နော်ကဲပိုင်3လေးတွေပါဒါကတော့ကဲသူမပါတဲ့ကိုယ့်ရဲ့အနာဂတ်တွေကပျော်ရွှင်ရမလားဆိုတဲ့အကြောင်းကိုကျွန်တော် pick up ပိုင်းလုပ်ပေးတာဖြစ်ပါတယ်